ဆိုတာကောင်းကြိုက်တဲ့လောကလူဆန္ဒစန္ဒရဖူဟာအလုံးအတွက်တော့အကောင်းဆုံးသောနေရာကိုချင်းလေးစာဘွားချင်းစာရေးပညာနဲ့သူစန္ဒရဖူသွားဆိုရွေးချယ် private စန္ဒရဖူမှာပညာနဲ့သူစန္ဒရဖူသွားဆိုရွေးချယ် private စန္ဒရဖူမှာ